မင်္ဂလာပါရှင်ယူရိုရဲ့ဒီရက်ထက်ပါဒီနေ့တော့ထက်က CN မှာလုပ်တဲ့ Toyota Dream Car Drawing Contest ကိုတွား join ဖြစ်ခဲ့ပါတယ်ဒီ event လေးကတော့ public area မှာပုံဆွဲလို့ရတဲ့ boat တွေကိုချထားပေးတယ်အဲ့ဒီ boat တွေမှာသူတို့ပေးထားတဲ့ရောင်စုံခဲတံအနေနဲ့ကိုဆွဲချင်တဲ့ပုံတွေကိုလွတ်လွတ်လပ်လပ် free လာဆွဲလို့ရတဲ့ event လေးပါအဲ့ဒါအပြင်အသက်12နှစ်နဲ့15နှစ်ကြားကလေးတွေကိုရောင်စုံချဲတဲ့ပြိုင်ပွဲလေးလည်းလုပ်ပေးထားတယ်ပေါ့နော်သူ15နှစ်အထက်တွေတော့ဝင်ပြိုင်လို့မရဘူး12နှစ်နဲ့15နှစ်ကြားတစ်ဖြတ်12နှစ်အောက်တွေတစ်ဖြတ်ပေါ့နော်အဲ့လိုပြိုင်ပွဲလေးတွေလည်းလုပ်ပေးထားပါတယ်အခုဒါကတော့ထက်ကသူတို့ပေးထားတဲ့ public area ကပုံဆွဲတဲ့ boat မှာထပ်ဆွဲနေကြ pastel color နဲ့နှင်းစီပန်းပုံလေးဆွဲနေတာပါထက်ဒီလိုမျိုး public area တွေမှာပုံမဆွဲဖြစ်တာဆိုလို့ရှိရင်2018ထဲကနေအခုစီဆိုတော်တော်လေးကြာခဲ့ပြီပေါ့နော်ဒါက public area တွေမှာပုံပြန်ဆွဲတဲ့ပထမဦးဆုံး activity လေးပါဒါကတော့ထပ်ဆွဲထားတဲ့နှင်းစီပန်းလေးပါရှင်ပုံဆွဲပြီးတော့ဘိုက်နဲ့စာလာတာနဲ့ CN နားမှာပဲရှိရဲ Spicy House မှာသွားဖြတ်ဖြစ်ခဲ့ပါတယ်ထပ်တို့ရန်ကုန်မှာနေတော့ငါ Spicy House မှာခဏသွားစားဖြစ်တယ်ပေါ့နော်ဘန်ကောက်ပြောင်းလာပြီးတဲ့နောက်မှာတော့မာလာရှန်ကောတွေဒီထိုင်းရအရသာတိုင်းစားဖြစ်ပေမဲ့တစ်ခါလေကြတော့လေမြန်မာမှာစားခဲ့တဲ့အရသာလေးကိုလွမ်းလို့ Spicy House မှာသွားစားဖြစ်တာပါဒီ Spicy House မာလာရှန်ကောဆိုင်လေးကတော့ CN Square ရဲ့တတိယထပ်မှာရှိပါတယ်ဆိုင်နေရာလေးကတော့3လွှာရဲ့ဆက်လီကထိပ်မှာပါရှင်Spicy House မှာကတယောက်စာဆက်မီနူလေးတွေလည်းရတယ်လို့2ယောက်3ယောက် share ပြီးစားလို့ရတဲ့ဆက်မီနူလေးတွေလည်းရပါတယ်ထပ်တော့ကတော့2ယောက် share စားမှာဖြစ်လို့2ယောက်စာဆက်မီနူလေးရဲ့ထမင်းနှလုံးရဲ့ကိုလာရဲ့ရေတန့်ရဲ့မှာလိုက်ပါတယ်ရှင်ဒီဆက်မီနူလေးမှာကပုံမှန်ပြထားတဲ့အတိုင်းမီနီမာလာရှန်ကောတပွဲရဲ့ချက်60ကျော်တပွဲရဲ့မာလာအာလူကျော်တပွဲရဲ့ပါပါတယ်ထပ်တို့လို့ဆက်မီနူမစားချင်ရင်တော့ကိုကြိုက်တာကိုထည့်ပြီးစားလို့ရတဲ့အလာကတ်ကောင်တာလေးလည်းရှိပါတယ်ရှင်ငွေရှင်းပြီးတော့ထပ်တို့မှာထားတာလေးတွေထိုင်ဆောင်လိုက်ပါအောင်မယ်ရှင် Spicy House မှာကညဝနန်းညမလေး2ယောက်လုံးကမြန်မာဖြစ်လို့ကိုမစားချင်တာတွေအထုံးရှောင်ချင်တာတွေအဆက်လျှော့ချင်တာတွေကိုလည်းမြန်မာလိုပြောပြီးမှာလို့ရပါတယ်ထပ်တော့မှာထားတာလေးတွေရောက်ပြီဆိုတော့စားလိုက်ပါအောင်မယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲထပ်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ရဲ့ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမယ်နော်ထပ်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်သားပေးကြပါအောင်ရှင်တတာ